မွေးကင်းစားကလေးငယ်တွေကိုတက်6လပြည့်တဲ့အထိမိခင်တို့တစ်မျိုးရဲ့တိတ်ထွေးတင်ပါတယ်ရှင်မိခင်တို့ထဲမှာကလေးအတွက်လိုအပ်တဲ့ပရိုတင်းဗီတာမင်ဓာတ်တုဓာတ်အဆီနဲ့ကာဘိုဟိုက်ဒရိတ်တွေပြည့်ဝစွာပါဝင်လို့အာဟာရပြည့်ပြည့်ဝပါဝင်ပါတယ်ရှင်မိခင်တို့ထဲမှာအန်တီဘိုယိုတစ်တွေပါဝင်တာကြောင့်ကလေးကိုယောဂပိုးမွားကနေကာကွယ်ပေးပါတယ်ကာကွယ်စေပါတယ်မိခင်တို့ဟာကလေးရဲ့အစာချေစနစ်နဲ့ကိုက်ညီပြီးအလွယ်တကူအစာချေလွယ်စေပါတယ်မိခင်တို့ဆိုတဲ့ကလေးတွေဟာညာရည်ပုံမဖွင့်ပြိုးတယ်လို့လေ့လာချက်တွေအရသိရှိရပါတယ်မိခင်တို့ဟာကလေးအတွက်ပေါ့နော်တဘာဝအရာတတ်မတက်မှုဖြစ်နိုင်ခြေလွန်နေပါတယ်ရှင်နှုတ်တိုက်မိခင်တွေအတွက်လည်းရင်နာကင်ဆာတအိမ်ကင်ဆာဖြစ်နိုင်ခြေနဲ့ချင်းကိုယ်လေးချိန်မြန်မြန်ကြာချင်းစတဲ့ချိုးချီစုတွေရရှိစေပါတယ်မိခင်တို့ဟာခမဲ့ဖြစ်ပြီးကုန်ကြစီလည်းတက်တာစီပါတယ်ပြင်ဆင်ရလည်းလွယ်ကူစီပါတယ်ရေနွေးထူဖို့မလိုပဲဘက်တီးရီးယားပိုးမွှားတွေမပေါက်ဖွားနိုင်တဲ့အတွက်စိတ်ချရပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF တို့ဟာကလေးအသက်6လအထိမိခင်တို့တစ်မျိုးတဲ့တိုက်ထွေကိုအကြံပြုထားပါတယ်ရှင်